ကျွန်တော်မိမကထာကိုစားခြင်းနဲ့ဆိုလို့ဒီတစ်ခေါက်တော့ beef taco လေးလုပ်ပေးပြပါတယ်အမဲသား taco လုပ်ဖို့အတွက်တော့အရင်ဆုံးအမဲသားကြိတ်ထားတာလေးကိုစလုံးထဲမှာထည့်ထားပြီးတော့ရောင်နေမုံနဲ့ဇီယာမုံလေးထည့်ထားလိုက်ပါတယ်ဆလာနဲ့ကြိုက်ရင်မဆလာနဲ့ဆိုရင်လည်းပိုကောင်းပါတယ်ပြီးရင်တော့အရားသာအတွက်စားလေးနဲ့ထည့်ပြီးတော့နေထားလိုက်ပါတယ်မဲသားနေထားပြီးရင်တော့ကြက်သွန်ဖြူလေးကိုတောက်တောက်ဆင်းထားပြီးတော့ကြက်သွန်နီလေးတစ်လုံးကိုလည်းတောက်တောက်ဆင်းထားလိုက်ပါတယ်ကြက်သွန်ဖြူကြက်သွန်နီမဲသားတွေဆင်းနေဖြစ်ပြီးဆိုရင်တော့အိုးထဲမှာ olive oil နဲ့ငယ်ထည့်ပြီးတော့ကြက်သွန်ဖြူကြက်သွန်နီကိုစီတက်လိုက်ပါတယ်ကျွန်တော်ကတော့နည်းနည်းဆက်ဆက်လေးစားချင်တာနဲ့ငရုတ်သီးမုံလေးထည့်ပြီးတော့အမဲသားလေးထည့်ပြီးရေနဲ့ငယ်ထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ထာကိုထဲမှာထည့်ဖို့ guacamole လုပ်ဖို့အတွက်တော့အော်ဘက်ဒီတစ်လုံးကိုခွန်ခွာပြီးတော့ငရုတ်စုံထဲမှာခြေထားလိုက်ပါတယ်ထောပတ်သီးလေးကိုခြေပြီးရင်တော့သလုံးထဲမှာထည့်ထားပြီးတော့ထောပတ်သီးလေးအယောင်မမဲအောင်နဲ့ချင်းရတာအတွက်သမ ्या သီးလေးညှစ်ထားလိုက်ပါတယ်ပြီးရင်တော့ Mexican ငရုတ်ဘွား jalapeno လေးတွေကိုအဆေးထုတ်ပြီးတော့တောက်တောက်လေးတွေဆင်းထားလိုက်ပါတယ်ပြီးသားငရုတ်ဘွားလေးတွေကိုတော့ခုနကထောပတ်သီးထည့်ထားတဲ့သလုံးထဲမှာတစ်ခါထည့်လိုက်ပါတယ်ကြက်သွန်နီတချမ်းကြံတာလေးကိုလည်းထည့်ထားလိုက်ပါတယ်ပြီးရင်တော့နန်းနမင်းနဲ့အရသာအတွက်စားလေးထည့်ပြီးတော့နောက်ဆုံးခင်းကျင်သီးလေးကိုအဆေးထုတ်တောက်တောက်ဆင်းပြီးတော့သလုံးထဲမှာတစ်ခါလေးပေါင်းပြီးတော့ချာလေးနှမ်းသက်အောင်နယ်ပြီးသွားရင်တော့ guacamole လေးကရတော့ပါပြီguacamole ရောအမဲသားရောရပြီဆိုရင်တော့လဲလာတဲ့ taco shell လေးတွေကိုထုတ်ထားလိုက်ပါတယ်ဒီတခါကတော့ကျွန်တော်က taco တွေကိုအကျွတ်စားကျင်တာမို့လို့ taco shell လေးတွေကိုကြော်ပြီးသားဝယ်လာလိုက်ပါတယ်ဟုတ်ပြီးသား taco shell ထဲမှာတော့ခုနကကြော်ထားတဲ့အမဲသားရယ် guacamole ရယ်ထည့်ပြီးတော့ပကံထဲမှာထည့်ဖို့လုပ်ပါတယ်ပကံကအဆင်မပြေတော့ကြတော့သူက taco တွေကလဲသွားတာနဲ့ကျွန်တော်စတီးပန်းထဲမှာ rack လေးခံပြီးတော့ taco လေးတွေကိုထောင်ထားလိုက်ပါတယ် taco တွေကိုတော့အမဲသားနဲ့ guacamole တွေထည့်ပြီးရင်တော့ပေါ်ကနေ cheddar cheese နှစ်မျိုးကိုတင်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့သမ ्या သီးလေးညှစ်စားလို့ရအောင်လို့သမ ्या သီးပပလေးထားတာလေးကိုဘေးမှာတင်ပေးလိုက်ပါတယ်